အားလုံးပဲမင်္ဂလာပါKO Kenan Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာဖလားဝင်ခွင့်နဲ့နီးစပ်နေပြီဖြစ်တဲ့ U17 မြန်မာလက်ရေးစဉ်မျိုးသားဘောလုံးအသင်းကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ U17 မျိုးသားဘောလုံးအသင်းဟာလွန်ခဲ့တဲ့10စုနှစ်က U20 ကမ္ဘာဖလားကိုဝင်ခွင့်ရရှိခဲ့တဲ့အောင်သူမောင်မောင်လွင်တန်းပိုင်တို့ဦးဆောင်ခဲ့တဲ့ U20 မျိုးသားအသင်းကိုပြန်လည်တွေ့မြင်ရတယ်လို့ပါပဲကစားပုံချစ်လက်ကောင်းမွန်ပြီးနိုင်လုံးစိတ်ပြင်းပြတဲ့ရွှေရောင်မျိုးဆက်သစ်တစ်ခုလည်းဖြစ်ပါတယ် U17 အမျိုးသားအသင်းရဲ့ကမ္ဘာဖလားအိမ်မက်ပထမဆုံးခြေလှမ်းဖြစ်တဲ့ AFC U17 Asia Cup ပြိုင်ပွဲကြီးကိုအသင်းပေါင်း16တင်ပြီးရှင်ပြိုင်ရမှာဖြစ်ပြီးမနစ်ကကျင်းပခဲ့တဲ့ AFC Asian Cup ရဲ့ Quarter Final အဆင့် Semi Final အဆင့်တက်ရောက်ထားတဲ့အသင်း၈သင်းနဲ့အတူ Asian အသင်းတစ်သင်းစုစုပေါင်း9သင်းတို့ဟာခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ထားတဲ့အတွက်ကြောင့်ကြံရှိတဲ့9နှစ်ရစာအတွက်အာရှအသင်း38သင်းဟာ6သင်း3အုပ်စု5သင်း4အုပ်စုစုစုပေါင်း9အုပ်စုခွဲကခြေစစ်ပြိုင်ပွဲများကိုစတင်ရှင်ပြိုင်ကစားခဲ့ကြပါတယ်ကျွန်တော်တို့ရဲ့ U17 မြန်မာလက်ရေးစဉ်ဘောလုံးအသင်းဟာအုပ်စု G တွင်အိုမန်အာဖဂန်နစ္စတန်ဆီးရီးယားနီပေါအသင်းတို့နဲ့ကြားရောက်ခဲ့ပြီးအေရှီနိုင်ငံအဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့ပါတယ်နိုဝင်ဘာ22ရက်နေ့တွင်မြန်မာအသင်းဟာအာဖဂန်နစ္စတန်အသင်းနဲ့စတင်တွေ့ဆုံခဲ့ပြီးမျိုးခန့်ကျော်ရဲနိုင်အောင်စိုင်းမြန်မင်းတို့ရဲ့တွင်းကိုများနဲ့အတူ3ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့ပွဲဥထွက်အနိုင်ရရှိခဲ့ပါတယ်မြန်မာအသင်းဟာနိုဝင်ဘာ24ရက်နေ့တွင်ဒုတိယမြောက်ပွဲစဉ်အဖြစ်နီပေါအသင်းနဲ့ကစားခဲ့ပြီးရဲနိုင်အောင်ဒီဟာမျိုးခန့်ကျော်ဝင်းမတန်းတို့ရဲ့ခြေစွမ်းပြမှုနဲ့အတူနီပေါအသင်းကို၄ဂိုးမရှိနဲ့ဂိုးပြအနိုင်ရရှိခဲ့ပါတယ်။နိုဝင်ဘာ28ရက်နေ့မှာတော့မြန်မာအသင်းဟာအုပ်စုတွင်အင်အားကြီးအသင်းဖြစ်တဲ့အိုမန်အသင်းနဲ့ရင်ဆိုင်တွေ့ဆုံခဲ့ပြီးအောင်ဒီဟာညီညီတန်းတို့ရဲ့တိကျတဲ့ဂိုးသွင်းမှုများနဲ့အတူ2ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အိုမန်အသင်းကိုအနိုင်ရရှိကခြေစစ်ပွဲအောင်မြင်ဖို့အခြေအနေကောင်းခဲ့ပါတယ်။မြန်မာလူမျိုးနီးပြဦးကျော်စရဦးဆောင်တဲ့မြန်မာအသင်းဟာနိုဝင်ဘာ30ရက်နေ့တွင်ခြေစစ်ပွဲအောင်မြင်ရေးအဆုံးအဖြတ်ပွဲဖြစ်တဲ့စီးရီးယားအသင်းနဲ့တွေ့ဆုံခဲ့ပြီးပွဲချိန်အတွင်းအကျိတ်နဲ့ရှင်းပြကစားကညီညီတန်းရဲ့အဖွင့်ကိုအန်ထူးပိုင်ရဲ့ဦးဆောင်ဂိုးများနဲ့အတူ2ဂိုးဆိုတဲ့ရလဒ်နဲ့အဖို့တန်းတေးတမတ်ကိုပိုင်ဆိုင်ကအုပ်စုပထမရှုံးပွဲမရှိစံချိန်ဖြစ်2026မေလတွင်ဆော်ရီနိုင်ငံ၌ကျင်းပမည့် AFC U17 Asia Cup ပြိုင်ပွဲကြီးကိုထထိုက်တန်တန်နဲ့ဝင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ U17 မြန်မာမျိုးသားလက်ရေးစဉ်အသင်းအနေနဲ့ကမ္ဘာဖလားဝင်ခွင့်ရရှိဖို့အခွင့်အလမ်းများကိုဆက်လက်ပြပြပေးချင်ပါတယ် AFC U17 Asia Cup ပြိုင်ပွဲကြီးဟာကျင်းပခဲ့တာအကြိမ်20မြောက်ရှိပြီဖြစ်ပြီးကျွန်တော်မြန်မာလက်ရေးစဉ်အသင်းအနေနဲ့5ချိန်မြောက်ခြေစဉ်ပွဲအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်ထိုပြိုင်ပွဲကြီးကျင်းပပုံကတော့မနစ်ကခြေစစ်ပွဲတိုက်ရိုက်ဝင်ခွင့်ရရှိထားတဲ့အသင်း9သင်းနဲ့အတူခြေစစ်ပြိုင်ပွဲများမှာအုပ်စုပထမဖြစ်တက်ရောက်လာတော့ကျွန်တော်တို့မြန်မာအသင်းအပါအဝင်အသင်း9သင်းစုစုပေါင်းအသင်း16သင်းတို့ကိုတအုပ်စုလျင်4သင်း4အုပ်စုခွဲကရှင်ပြိုင်ကစားသွားကြတော့မှာပဲဖြစ်ပါတယ် AFC U17 Asia Cup ပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်များကိုတော့မခွဲဆုံးဖြတ်ခြင်းမပြုလုပ်ရသေးပါဘူးအုပ်စု4အုပ်စုမှာအုပ်စုပထမနဲ့ဒုတိယရရှိသောစုစုပေါင်းအသင်း10သင်းဟာကွာတာဖိုင်နယ်အဆင့်သို့တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီးနောက်နှစ်မှာကျင်းပမယ်AFC U17 Asia Cup ပြိုင်ပွဲကြီးကိုလည်းခြေစစ်ပွဲကန်စရာမလိုပဲတိုက်ရိုက်ဝင်ရရှိမှာလည်းဖြစ်ပါတယ်။ဒါအပြင်ထိုအသင်းရှစ်သင်းဟာ2026နိုဝင်ဘာလတွင်ကာတာနိုင်ငံမှာကျင်းပမယ်U17 ကမ္ဘာဖလားပြိုင်ပွဲကြီးကိုလည်းဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ U17 မြန်မာလက်ရေးစဉ်အသင်းအနေနဲ့အုပ်စုတွင်နိုင်ပွဲ2ပွဲရရှိရုံများဖြင့်ကမ္ဘာဖလားပြိုင်ပွဲကြီးကိုတွားရောက်ရှင်ပြိုင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ U17 ကမ္ဘာဖလားပြိုင်ပွဲကြီးဟာအာရှအသင်းတွေကိုရှစ်နေရစာသာဝင်ဝင်ပေးထားတော့လဲ2026 U17 ကမ္ဘာဖလားပြိုင်ပွဲကြီးကတော့အာရှနိုင်ငံဖြစ်တဲ့ကာတာနိုင်ငံမှာကျင်းပမှာဖြစ်တဲ့အတွက်ကြောင့်ရခိုင်ရှစ်နေရအပြင်အေရှင်ကာတာအတွက်တနေရစုစုပေါင်း9သင်းအထိဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိထားပြီးအာရှအသင်းတွေအတွက်အခွင့်အရေးတစ်ခုပုံမရရှိတော့မှလည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ U17 မြန်မာလက်ရေးစဉ်အမျိုးသားအသင်းကိုလည်းကမ္ဘာဖလားဝင်ခွင့်ရရှိဖို့ပြည်သက်တို့အနေနဲ့ယုံကြည်မှုရှိကြလားဘာတွေပြင်ဆင်ဖို့လိုအပ်မလဲဘလို့အကြံပေးခြင်းလဲမှတ်ချက်ပေးသွားခဲ့လို့ရပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါအောင်မယ်